ကျွန်တော်တို့မြန်မာနိုင်ငံကိုစစ်တယ်လို့ပြောလို့လေမြန်မာနိုင်ငံကိုရှစ်လို့ရတယ်ပြီလားဒါပေမဲ့နေလို့တော့မရဘူးမြန်မာနိုင်ငံမှာတိုင်းသား135မျိုးပဲရှိတာခုတည်းကလှုပ်ထားမှနောက်တစ်ချိန်ကြောက်လို့ရှိရင်တစ္ဆာရေးတိုင်းပြည်မှာလေအရှုပ်ရှင်းနေမကြိုက်ဘူးဘာတခုမှလည်းမထားဘူးအဲ့ဒါကြောင့်မို့လို့တစ္ဆာရေးတိုင်းပဲစွမ်းတစ္ဆာရေးတိုင်းပြည်ကြလို့ရှိရင်စိတ်နောက်ချက်ပြတ်မဲ့အရာဆိုလို့ရှိရင်မထားဘူးအဲ့ဒါကြောင့်မလို့အခုတည်းကလှုပ်ထားတာအာဇာနည်နေ့မှာလေလူချင်းမရစကားသုံးခွန်းပြောရတယ်သိလားအဲ့စကားအရန်တန်ဖို့ရှိတယ်သူများတွေကတော့မသိတဲ့လူတွေတက်ကတော့ဆဲတယ်တစ္ဆာရေးကတော့ခုံယူတယ်သိလားစွမ်းတာမို့လို့သူပြောတဲ့စကားတစ်ခွန်းကတိုင်းရင်းသားတွေသူစီလုံးညီညွတ်ရမယ်အလုံးလုံးရမယ်စီကန်းရှိရမယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကဘာနဲ့တောင်ရင်ပေါင်တန်းလို့ရတယ်ဆိုတော့လူချင်းမင်းပြောရတဲ့စကားတန်ဖို့ရှိသူများတွေကတော့ဆဲကြတယ်မဆဲနဲ့အဲ့ဒါတစ္ဆာရေးလူချင်းမင်းတစ္ဆာရေးတိုင်းစွမ်းတာဆဲစရာမလိုတစ္ဆာရေးကဖြည့်စည်းမရှိဘူးမှတ်ထားနော်မြန်မာနိုင်ငံမှာတိုင်းရင်းသား135မျိုးပဲရှိတာနေလို့မရဘူးအခုတည်းကလှုပ်ထားမှနောက်တစ်ချိန်တစ္ဆာရေးတိုင်းပြည်ကြလို့ရှိရင်အဲ့လိုမျိုးတွေမကြိုက်ဘူးသူတစ်ပါးရဲ့တိုင်းပြည်ကိုဝင်ရောက်မကျူးကျော်ငါတို့ရဲ့တိုင်းပြည်ကိုဝင်ရောက်မဆိုးဖက်နဲ့အဲ့လိုမျိုးပဲနေမှာကိုယ်တမိုင်းကိုရေးမှာပြောတယ်တစ္ဆာရေးတမိုင်းကိုလာမရင်းနဲ့ဖြည့်စည်းမရှိဘူးဘယ်သူမှမသိဘူးဆိုပြီးတော့မှန်တက်မနေနဲ့နော်ဖယားကစွမ်းတယ်သူတို့ဖယားစွမ်းတယ်ပြောတယ်မဟုတ်ဘူးတစ္ဆာရေးဖယားစွမ်းပြီးသားပဲဖြည့်စည်းမရှိဘူးဘယ်သူမှမတနာဘူးလူသားဆန်တယ်ဘယ်သူမှတော့မတနာဘူးစစ်ပေးတဲ့သူတိုင်းကျေးဇူးတင်ပါတယ်အကုန်လုံးကပြောချင်းနေငြိမ်းချမ်းချင်းနေသိလားစိတ်အနှောက်အယှက်ဖြစ်ရမယ့်အရာဆိုလို့ရှိရင်အကုန်လုံးလုပ်တယ်ငါဘယ်သူမှမကြောက်ဘူးတစ္ဆာရေးမှုလို့တစ္ဆာရေးမှုလို့ပြောရတာတာမန်ဆိုငါလည်းမပြောဘူးအဲ့ဒါကိုလက်ခံ